ခုသာရသာကလက်ပံလာဈေးရှိမှာလေရင်နဲ့ပြစ်သွားတာဖြစ်ပါတယ်လေရင်နဲ့2ချိန်ပြစ်သွားတဲ့အချိန်မှာခုစစ်ဘေးရှောင်သွားတဲ့ပြည်သူတွေရဲ့ဈေးဆိုင်အိမ်ကန်းတွေအကုန်လုံးခုဒါမီးဆွဲပြီးမီးလောင်နေတာဖြစ်ပါတယ်လမ်းမပေါ်လည်းအကုန်လုံးလမ်းတွေပိတ်ပြီးကုန်ပြီးတော့စစ်ရှောင်နေတဲ့ပြည်သူတွေအများကြီးပဲရှိနေတဲ့အချိန်မှာပဲခုလိုမျိုးလက်ဖက်ကိုလုပ်သွားတာဖြစ်ပါတယ်ဒါဆိုရင်ဒီမီးတွေကိုနှင်းတက်ဖို့ရာလူတွေတိတ်မရှိဘူးပေါ့နှင်းတက်ဖို့မလိုတဲ့အတွက်ဒါလက်ပံလာရွာလေကောင်ဈေးဖြစ်တဲ့အတွက်အားလုံးဒီကူပြီးတော့ဒီကလုံးလေးပါမကုန်ဖို့ပဲကျွန်တော်တို့မျှော်လင့်ရမှာပဲဗျဒါကတော့ဘယ်နာလဲဆိုတော့အရင်ကဟိုလေ969တံပေါက်လေးပါရောင်းတဲ့ဆိုင်သားလေးဒီဘက်ဒီမှာဆိုလို့ရှိရင်လည်းအဲ့ဒါကမွေစင်ဟိန်းဖုံးဆိုင်အဲ့နေရာမီးလောင်နေဖြစ်ပါတယ်